နောက်တစ်နေ့မှာဝူဟာချိုသားတဲ့အပြုံးနဲ့မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ပါတယ်။သူမရဲ့နာမည်ကမာလင်ဖြစ်ပါတယ်။မာလူကမာလင်ဟာသူ့ညီမဖြစ်ကြောင်းမိတ်ဆက်ပေးပြီးရှင်းယူရဲ့ကုမ္ပဏီမှာအလုပ်ရအောင်ကူညီပေးဖို့ဝူကိုတောင်းဆိုပါတယ်။ဝူကသဘောတူလိုက်ပြီးနောက်ပိုင်းရှင်းယူကိုမာလင်အကြောင်းပြောပြပါတယ်။မာလင်ကိုချီးကျူးပြီးအရေးချင်းရှိတယ်လို့ပြောတဲ့အခါရှင်းယူကမတိမတာမနာလို့ဖြစ်သွားပါတယ်။သူမကမာလင်ရဲ့အလုပ်လျှောက်တော်ကိုပြန်စစ်ပြီးဓာတ်ပုံကိုသေချာကြည့်နေခဲ့ပါတယ်။အဲ့ဒီညမှာရှင်းယူအိမ်ပြန်နေစဉ်လူဆိုးတစ်ယောက်ကနောက်ကနေလိုက်လာပါတယ်။သူတိုက်ခိုက်ဖို့ကြိုးစားတော့မဲ့အချိန်မှာဝူကရုတ်တရက်ပေါ်လာပြီးကဲတင်လိုက်ပါတယ်။ရှင်းယူမသိတာကတော့ဝူဟာအန်နီယယ်ကိုအစောကြီးကတည်းကသတိထားမိပြီးသူမနောက်ကနေလှုပ်ဝက်လိုက်နေတာဖြစ်ပါတယ်။ရှင်းယူကဖုန်းခေါ်ခဲ့ပေမဲ့ဝူကမကင်ခဲ့ပါဘူး။သူ့ကိုစောင့်ကြည့်နေကြောင်းရှင်းယူမသိစေချင်တာကြောင့်ကားနောက်မှာပုန်းနေခဲ့တာဖြစ်ပါတယ်။နောက်တစ်နေ့မှာမာလူကဝူကိုအွန်လိုင်းထွက်ပြေးတိတ်ရှောင်နေသူများစည်ရင်းဝက်ဆိုက်ကြောင်းပြောပြပါတယ်။အဲ့ဒီစည်ရင်းတွေကနံပါတ်1အလိုရှိသူတန်းမင်ကိုဖမ်းမိရင်ငွေအများကြီးရမယ်လို့ဟာတာလုပ်ပါတယ်။ဝူကတော့စိတ်မဝင်စားသလိုအဲ့ရပေါ်ပြန်လဲနေလိုက်ပါတယ်။အဲ့ဒီနေ့နောက်ပိုင်းရှီယူကဝူကိုမေးခွန်းထုတ်ပါတယ်။မင်းညကကားပါကင်မှာမင်းဖုန်းတန်ကြားလိုက်တယ်မင်းကနောက်လိုက်နေတာလားလို့မေးပါတယ်။ဝူကသူမနားလည်မှုလွဲမှာစိုးတာကြောင့်အမှန်ကိုပြောပြလိုက်ပါတယ်။ရှင်းယူရဲ့အကိုရှင်းချန်ကသူမကိုကာကွယ်ဖို့သူ့စီတာဝန်အပ်ခဲ့ကြောင်းသူကရှင်းယူကိုအသက်နဲ့လဲပြီးကာကွယ်မယ်လို့ကတိပေးခဲ့ကြောင်းပြောပါတယ်။တက်တဲ့အဖြစ်ရှင်းချန်ရဲ့လက်ဆွဲကိုပြန်ပေးလိုက်ပါတယ်။ရှင်းယူကအယမ်းအံ့ဩသွားပါတယ်။နောက်တစ်နေ့မှာရှင်းယူကဝူကိုသူမရဲ့ဦးလေးအိမ်မှာညစာစားဖို့အတူလိုက်ခဲ့ခိုင်းပါတယ်။ရောက်သွားတော့ရှင်းယူကဝူရဲ့လက်ကိုတင်းတင်းကင်ထားပြီးသူတို့နှစ်ယောက်အယမ်းချစ်ကြတဲ့လင်မယားလိုပြသဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဦးလေးရှန်ကဝူကိုမကြိုက်ပါဘူး။သူ့အမြင်မှာဝူဟာတာမန်လုံခြုံရေးအဆောင်တစ်ယောက်သာဖြစ်ပြီး CEO တစ်ယောက်နဲ့မထိုက်တန်ဘူးလို့ထင်နေပါတယ်။ဝူကတော့ပြုံးပြီးကျွန်တော်ကတာမန်အဆောင်မဟုတ်ဘူးဆိုတာပြပါမယ်လို့ပြောပါတယ်။သူကဖုန်းမှာထိုင်မှာဖွင့်ပြီးအမှုပညာခန်းထဲဝတ်ထားတဲ့စောင့်ကြည့်ကိရိယာတွေကိုရှာဖို့စိန်ခေါ်ပါတယ်။စစ်ရေးလေ့ကျင့်မှုအတွေ့အကြုံကြောင့်မိနစ်အနည်းငယ်အတွင်းမှာပဲစောင့်ကြည့်ကိရိယာအားလုံးကိုရှာတွေ့သွားပါတယ်။ဦးလေးရှန်ဟာအယမ်းအံ့ဩသွားပြီးဝူကိုအထင်သေးခဲ့တာမှားကြောင်းသိလာပါတယ်။အိမ်ပြန်လမ်းမှာရှင်းယူကဝူကိုစမ်းသပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမအသုံးပြုထားတဲ့နှက်ခမ်းဒီအယောင်တွေကိုခံမှန်းခိုင်းပါတယ်။ဝူကအယောင်တိုင်းကိုမှန်ကန်စွာပြောနိုင်ခဲ့ပါတယ်။ပြီးတော့စုအနေနဲ့အနမ်းတပွင့်ရမလားလို့စနှောက်လိုက်ပါတယ်။ရှင်းယူကမျက်နှာနီသွားပြီးရှက်ရွံ့သွားပါတယ်။အဲ့ဒီချိန်ကစပြီးသူမရဲ့နှလုံးသားထဲမှာဝူအပေါ်ခံစားချက်တွေတဖြည်းဖြည်းပြောင်းလဲလာပါတော့တယ်